April လို့ matcha livery အတွက် matcha ဆိုင်ကောင်းကောင်းလေးနောက်တစ်ခုညွှန်ပေးပါမယ်ရှင်။ဆိုင်လေးကတော့တော်တော်များများလေးသိပြီးလောက်ပြီးဖြစ်တဲ့ခင်းနဲ့ခုပါသူစီမှာ coffee drinks မျိုးစုံအပြင် premium matcha drinks လေးတွေလည်းရပါတယ်ရှင်။ April ကတော့ original matcha latte လေးနဲ့ Oreo matcha latte လေး try ခဲ့ပါတယ်ရှင်။သူကမလိုက်တော့မ whisk လုပ်ပေးတာပါ making process ကိုလည်းတခြားလေးကြည့်လို့ရပါတယ်ရှင်။ matcha မို့ကောင်းကောင်းလေးသုံးထားရလို့ထင်ပါတယ်။အရောင်လေးလည်းတော်တော်လှပြီးတော့အနံ့လေးကလည်းတော်တော်လေးမွေးပါတယ်။ဒါကတော့ Oreo matcha အတွက် matcha foam လေးလုပ်နေတာပါ။ဘောကနေ Oreo crumbles နဲ့ Oreo cookie လေးတင်လိုက်ပါတယ်။ taste လေးကတော့ April နောက်တစ်ခေါက်ပြန်သွားတောင်းမဲ့ထည့်ပါပါတယ်။ matcha လေးက smooth ဖြစ်ပြီးတော့ matcha နဲ့ milk ratio မျှရလို့ထင်ပါတယ်ရှင်။အချိုပါပြီးသားဆိုတော့အကယ်၍အချိုလုံးဝမကြိုက်ဘူးဆိုရင်တော့ short ထည့်ခိုင်းပေးနော်။ဒါပေမဲ့အရင်အချိုကဲနေတာမျိုးတော့မဟုတ်ပါဘူး။ Oreo matcha လေးဆိုအပေါ်က foam လေးက creamy ဖြစ်ပြီးတော့ matcha taste လေးကိုလည်းကောင်းကောင်းရပါတယ်။ဈေးလည်းအရင်မကြီးပဲနဲ့ matcha quality ကောင်းကောင်းလေးကိုတောက်ရတဲ့အတွက်တန်နေလို့ခံစားမိပါတယ်ရှင်။အရင်လေးခုံးမကြောင်းတက်တုံးကလည်းမကြလာဖြစ်ပါတယ်။ April ရဲ့ matcha မကြိုက်တဲ့တငယ်ချင်းကတော့ဒီရောက်တိုင်း signature coffee လေးကိုအမြဲမှတောက်ပါတယ်။ဆိုင်လေးကတော့လူငယ်တွေတော်တော်များများသိရဲ့ Cheshire Square ရဲ့ Square Corner မှာပါ။ဒါနဲ့လေ April ရဲ့ဒီဗီဒီယိုလေးကိုပြလိုက်တာနဲ့ Cheshire Square ရဲ့ခင်းနေကုံမှာပဲဖြစ်ဖြစ် Cheshire City ရဲ့ခင်းနေကုံဆိုင်မှာပဲဖြစ်ဖြစ်အဘေးဝယ် 10% off ပေးမယ်အစီအစဉ်လေးရှိပါတယ်နော်။ discount ရနိုင်မယ့်ရက်လေးတွေကတော့ July 6 9 10ကို4ရက်ဖြစ်ပါတယ်ရှင်။ကဲဆိုင်ကောင်းကောင်းလေးညွှန်မိပြီဆိုတော့တော်တောက်ကြည့်ကြအောင်နော်။ Bye bye